2021တုန်းကလေဟိုစင်တာပြဖြူသူတွေကိုတရေအကောင်ထွက်ခဲဆိုပြီးလက်နက်ကိုင်တွေကအော်ခဲ့ကြတယ်အဲ့ဒါမမီကြောင်းမှထင်ပါတယ် အေးမှတ်မိရပေါ့ အခုတော့အဲ့ဒီစကားပြောင်းပြန်ဖြစ်သွားတော့တယ်နော်ဒီနေ့ဆွေးနွေးကြည့်ချင်တာကအဲ့ဒီလိုစင်ခေါ်ခဲ့တဲ့သူတွေကိုယ်တိုင်အခုဘယ်လိုကြောက်ရွံ့နေရလဲဆိုတာကိုပါ ဟုတ်ပါတယ်အဲ့ဒါတကယ်ကိုတိတိတသားပြောင်းလဲလာရဲ့အချက်ပဲရင်ကဆို မာရီလာတော့ကဆော်လူရင်ဝကြီးဌာနကလည်းထုံးမှပြောရရင် ပြီးတော့ဇွန်လထဲမှာစစ်သားတချို့ဒီဇင်ဘာလထဲမှာဆိုရင်မိသက်ဦးစီးဌာနညွှန်မှုတယောက်တက်ချက်တယောက်စစ်သားတယောက်နော်ဗိုလ်ကြီးတူရဲ့ဇနီးအဲ့လိုလူတွေအမြန်လမ်းပေါ်မှာဖမ်းဆီးခံကြရတယ်လို့ဖော်ပြထားတယ် အမြန်လန်းလို့နေရာမျိုးမှာတော့ဒီလိုတွေဖြစ်လာပြီဆိုတော့ဟုတ်အရင်ကနေတော့တော်တော်ကွာသွားပြီနော် ဟုတ်ကဲ့ နေပြည်တော်လူဌာနချုပ်မှာတော့လုံးကြုံကြီးကိုအရင်ကတည်းကပို့ပြီးတော့တင်းကျပ်ထားတယ်လို့ကြားတယ်အာနာတင်းခုံးဆောင်ကိုယ်တိုင်ကသူ့ဝင်ကြီးတွေကိုမားနေရတယ်ဆိုလား ဟုတ်ကဲ့ ခီးသွမ်းရဲ့တတိထားကြဖို့အထူးမားနေရတဲ့အထီးဆိုတော့အခြေအနေကတော်တော်လေးကိုပြောင်းသွားတာပဲ ဟုတ်ကဲ့ဝန်ထမ်းတွေစားထဲမှာလည်းအရင်လိုတော့မဟုတ်တော့ဘူးပေါ့နော်မကျင်းတဲ့ပိုးလေးတွေလည်းစီလာပုံရတယ် ဟုတ်ဘယ်လိုမျိုးလဲ ဟိုမာလာတုံးကရဲတပ်ဖွဲ့ဝင်တွေကိုစံမင်တုံညက်ရမယ်ဆိုပြီးညွှန်ကြားကြထုတ်ခဲ့တယ်လေ ဟုတ်ကဲ့ အဲ့ဒါကိုတချို့ရဲတွေကမကြိုက်ကြဘူးဘာလို့လဲဆိုတော့အဲ့ဒီစံမင်ပုံစံကသူတို့အလွယ်တကူရဲမှန်းထိတာစေတယ်ပေါ့နော် ဟုတ်ကဲ့ အဲ့တော့ရုံးဝတ်နဲ့တွားလာတဲ့အခါကျရင်သူတို့တော့ပို့ပြီးအန်ဒီများတယ်လို့ယူဆကြလို့ပါသူရဲ့အုတ်တရုပ်ပြောတာဆိုရင် uniform ဆိုတာကအခုချိန်မှာအသက်အန္တရာယ်တဲ့စိုးရင်စရာကြီးဖြစ်နေပြီဆိုပြီးတော့ပြောခဲ့တယ်လို့ဆိုလေ ဟုတ်ဒါကတော့သူတို့ဘလာထီစိုးရင်နေရလဲဆိုလားသူတို့သိတာတဲ့အချက်ပဲနော်မဟုတ်ဘူးနေကအလုပ်ကိုင်းကိုတော့ပြောင်းရေးကြတယ်ဆိုတော့ ဟုတ်တယ် ဆိုတော့အဓိကကတော့ခီးသွင်းရင်လာရင်စစ်ဆေးမင်းမြန်ခံရမှာဒါမှမဟုတ်ဟို fancy ခံရမှာဒီကိုကြောက်လို့ဖြစ်မယ် ဟုတ်မှာပေါ့ ပြီးခဲ့တဲ့၄နှစ်ကွင်းမှာလေကိုယ့်ရဲ့မူရဲ့ဇာတိကိုတော့ပြမရောက်နိုင်တဲ့ဝန်ထမ်းတွေတော်တော်များများရှိတယ်လို့ကြားရတယ် ခြုံပြီးပြောရမယ်ဆိုရင်တော့လीအရင်ကလက်နက်မရှိတဲ့ပြည်သူတွေကိုတရေရင်ချက်ခဲ့လို့စိန်ခေါ်ခဲ့တဲ့အဖွဲ့ကြီးတွေပေါ့ ဟုတ်ကဲ့ အခုကျတော့သူတို့ကိုယ်တိုင်ကြောက်ရွံ့မှုတွေမလုံခြုံမှုတွေနဲ့နှိမ့်စင်လိုရင်ဆိုင်နေရတယ်သူတို့ရဲ့သွာလာနေထိုင်မှုပုံစံတွေပါတိတိတသားပြောင်းလဲလာရတာပေါ့ ဟုတ်ပါတယ်ပြီးတော့စစ်ဌာနချုပ်တွေဆုံးရှုံးတာတော့မြို့တွေလက်လွတ်လက်ရတာတော့ဟိုလက်နက်ချအလံဖြူထောင်ပြတာတွေဆိုတော့ကလေစစ်တပ်တမိုင်းမှာအရင်ကတကယ်မဖြစ်ဖို့တဲ့အနေအထားတွေပဲလေ ဟုတ်တကယ်ကိုရင်ကနဲ့မတူတဲ့အပြောင်းလဲတွေပဲတချိန်ကလက်နက်မဲ့ပြည်သူတွေကိုရဲရဲဆက်ဆက်ရင်ဆိုင်ခဲ့တဲ့သူတွေဟာအခုတော့လက်နက်ကင်တော်လန်မှုတွေရဲ့အန်ဒီယေကိုကြောက်ပြီးတော့ပုံလျိုးကွယ်လျိုးနေထိုင်သွားလာနေရတဲ့အခြေအနေရောက်နေပြီပေါ့ ဟုတ်ကဲ့အဲ့ဒီကအစားကပြောခဲ့တဲ့တေရဲရင်ထတ်ခဲဆိုတဲ့စကားလုံးကအခုချိန်မှာဘယ်သူတွေကိုပြန်ရည်ညွှန်းနေတယ်လဲဆိုတာကတော့တကယ်စဉ်းစားစရာမြေခွန်းတစ်ခုဖြစ်လာပြီနော်ဒီလိုအခြေအနေတွေကမြန်မာနိုင်ငံရဲ့ရှစ်ဆက်ဘာဖြစ်လာမလဲဆိုတဲ့အလားအလာအတွက်ဘယ်လိုအရေးအယောင်တွေဖြစ်မလဲဆိုတာကိုတော့အလေးထားပြီးစောင့်ကြည့်ရအောင်ပါ